လူကြီးတွေကုန်လုံးကလည်းဝိုင်းတာကြတဲ့ Oh my god damn ဆွေမျိုးတွေကုန်လုံးကလည်းဝိုင်းတာကြတဲ့ Oh my god damn အိမ်အောင်ရတာချဖို့ဝိုင်းပြီးလောက်ကြတဲ့ Oh shit သူနှကိုဒုံလုံးနေဖို့ခိုးပြရမယ်တဲ့တကောင်ရတိတ်စိတ်လို့နဲ့ညမှာကွယ်လာလာလာလူတွေအားလုံးအိမ်လို့ပိတ်မောင်းနဲ့လာလာလာကိုကျင်သူရကွက်တဲ့သူပြည့်စင်ဝဲခုတ်ချတယ်အောင်နဲ့တော့ကဟောင်းတယ်ချစ်ဆုံးကိုကျွန်တော်ချက်ပြလို့ခေါ်တယ်ချစ်သူလေးသွားကြမယ်ငါနဲ့တူလမ်းခဲ့လိုက်ကဘာတစ်နေရာတစ်စီမိမိပါဆွေမျိုးတွေထားခဲ့ပြီးလိုက်ခဲ့လိုက်ငါနဲ့အတီလက်ပလာနဲ့ကြီးပဲနေစင်းခဲ့လိုက်ငါနဲ့အပီမင်းကတဘောတူတဲ့ကောင်းကိုလက်ပြောခဲ့တတ်တာပဲကွီအိုဂျုံချက်မီးရထားလက်မဖြတ်ထားတာ first class မိတီလာဘတ်တော့အဲ့ဒီမတဲနဲ့နေကြမယ်ဆက်ပြမိမိပါတိုင်းဝိုင်းနေမသိတော့ပါဒီနေ့ညကအိုဒိုးနှစ်ယောက်တွဲမင်္ဂလာဦးညာလေးပေါ်ပကုံးလေးဖက်ရထားလေးထွက်အော်ရာပီပေါ်ဟိုရောက်ဖာကဟိုတော်သားထွက်ဟိုငါလကွေးငါလီအော်ဟိုရောက်မှမြင်စီမြောက်မှညီပြလာကြည့်နော်တကောင်ရတိတ်စိတ်တော့နဲ့ညမှာကွယ်လာလာလာလူတွေအားလုံးအိမ်လို့ပိတ်မောင်းနဲ့လာလာလာဟိုကျင်သူရကွက်တဲ့သူပြည့်စင်ဝဲခုတ်ချတယ်အောင်နဲ့တော့ကဟောင်းတယ်ချစ်ဆုံးကိုကျွန်တော်ချက်ပြလို့ခေါ်တယ်စွန်စားမဲ့ကိုချီရဲ့လိုက်ရဲ့လား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 